ကလစ်ပန်ပြိုသူဒေါ်လန်ကလစ်ကမြအားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်တို့ရဲ့ Rivalry by Monet channel လေးကနေပြီးတော့တပ်ဖန်ပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျကျွန်တော်ဒီနေ့မှာတော့ကလစ်ကာတယောက်ကြံပေးထားတဲ့အတိုင်းကျွန်တော် motivator ဖြစ်တဲ့ဆ iam ထထထွန်းရေးသားထားတဲ့ဘဝတွေကအမေဘဝတွေကအဖြေဆိုတဲ့စာအုပ်လေးကိုပြန်လဲပြီးတော့မျှဝေပေးချင်ပါတယ်ခင်ဗျပြန်လဲမျှဝေခွင့်ပြုပါလို့လဲဆ iam ကိုမေတ္တာရက်ခံခွင့်တောင်းလိုက်ပါတယ်ဗျဘဝတွေကအမေဘဝတွေကအဖြေစာဖတ်သူတို့မနစ်ကနေ့တိုင်းပြောပါတယ်ဆိုတဲ့စာအုပ်ထွက်ပြီးကြတဲ့ဘဝတွေကအမေဘဝတွေကအဖြေစာအုပ်လေးထွက်ဖို့ကျမစိတ်ထဲတတွေးတွေးနဲ့ဖြစ်ခဲ့တယ်ဒီစာအုပ်လေးကကျမငယ်ငယ်တုန်းကဖတ်ချင်ခဲ့တဲ့စာအုပ်လေးမျိုးပုံစံမျိုးလေးဖြစ်နေတာမို့လို့စာအုပ်လေးထွက်လာဖို့ကိုတတွေးတွေးနဲ့ဖြစ်နေကြရပါစာအုပ်ထဲမှာလူတွေအမျိုးမျိုးကသူတို့ရဲ့ဘဝအိမ်မှာတွေ့ရတဲ့အခက်အခဲမျိုးမျိုးနဲ့ပတ်သက်ပြီးတော့မေးလာတဲ့မေးခွန်းလေးတွေကိုပြန်ဖြေထားတာလေးကိုစုစည်းထားပါတယ်ဒီလိုမေးခွန်းတွေကိုဖြေထားတယ်ဆိုလို့ကျမကိုအရာရာသိတဲ့သူဘာအမှားမှမရှိတဲ့သူလို့မထင်ပါနဲ့ကျမမှလည်းအမှားတွေအများကြီးပါအခုထိလည်းအမှားမကင်းသေးပါဘူးအရာရာကိုသိနာလဲသူလည်းမဟုတ်ပါဘူးကိုဘဝလေးကိုကြိုးကြိုးစားစားနဲ့နေတတ်သူပါကိုယ့်ရဲ့ပြည့်စုံမှုမရှိတဲ့အခြေအနေနဲ့ပဲသူတို့မေးတဲ့မေးခွန်းတွေကိုဖြေခဲ့ပါတယ်ဘာလို့လဲဆိုတော့ကျမကသူတို့ရင်ဆိုင်ခဲ့ရတဲ့အခက်အခဲတွေကိုသိတယ်သူတို့အကြက်အတဲတွေကိုသိတယ်သူတို့ရဲ့ပြဿနာတွေကိုသိတယ်သူတို့ရဲ့ခံစားချက်တွေကိုသိတယ်သူတို့မေးတဲ့မေးခွန်းတွေကိုသိတယ်ကျမကသူတို့ကိုသိရဆိုပါတော့တကယ်ဆိုရင်ဘဝရှိတဲ့သူတိုင်းပြဿနာရှိကြတဲ့သူတွေကြီးပါဘဝပြဿနာနဲ့ကင်းပြီးတော့ဖြစ်တည်လို့ကိုမရပါဘူးနော်ဒီလိုဘဝမှာရလာတဲ့ပြဿနာတွေအခက်အခဲတွေကိုဘယ်လိုသဘောထားရမလဲဘယ်လိုစိတ်နဲ့ရင်ဆိုင်ရမလဲအဲ့ဒါသိဖို့အရေးကြီးဆုံးပါအဖေကျမကိုအမြဲတုံတင်လေးရှိတဲ့စကားလေးတစ်ခွန်းရှိပါတယ်ပြဿနာတိုင်းမှာ spiritual solution ရှိတယ်တဲ့ဘဝမှာကြုံရတဲ့ဘလို့ပြဿနာမျိုးမဆိုကိုယ့်ရဲ့စိတ်တဲ့အသိဉာဏ်နဲ့မြင်မြတ်မှုရှုထောင့်ကနေပြီးတော့ဖြေရှင်းမှုအဖေကအမြဲတုံတင်ပါတယ်ကိုယ့်ရဲ့စိတ်ပိုင်းအသိဉာဏ်ပိုင်းမြင်မြတ်မှုနဲ့ကိုယ့်ပြဿနာတွေကိုအဖြေရှာလို့ရတယ်ကိုယ်မှာရှိလာတဲ့ပြဿနာအခက်အခဲတွေကိုမှန်မှန်ကန်ကန်ရှင်းဆိုင်ကိုင်တွင်ရင်းနဲ့ကိုဟာပိုစဉ်းစားတတ်သူပိုရှင်းချက်တတ်သူပိုမြင့်မြတ်တတ်သူပိုအေးချမ်းတတ်သူပိုတတ်သိရှိတတ်သူဖြစ်လို့ရပါတယ်ဒီစာအုပ်လေးထဲမှာအဖေကျမကိုနှစ်ပေါင်းများစွာတွင်တင်ဆုံးမခဲ့တဲ့စကားလေးတွေကိုမျှဝေထားပါတယ်စာဖတ်သူများဖတ်ရှုပြီးတော့ပုံမစိတ်ထားမြင့်နဲ့ပိုအေးချမ်းတတ်သူပိုတွေးခေါ်မျှော်မြင်တတ်သူပိုတတ်သိကောင်းတဲ့သူတွေဖြစ်ကြပါစေစာဖတ်သူများကိုချစ်ခင်လေးစားလျက်ထက်ထွန်း Relationship 1ကျွန်တော်လူတွေကိုအယိုးသားဆုံးအဖော်ရည်ဆုံးနဲ့ကုညီဆက်ဆံတတ်ပါတယ်သို့တော့ကျွန်တော်ကိုအကြောင်းပြချက်မရှိဘဲမယူသားစွာပြောင်းလဲရှောင်ဖယ်သွားသူများနဲ့ကြုံတွေ့ရတဲ့အခါမှာအင်မတန်စိတ်မကောင်းဖြစ်ရပါတယ်ဒီလိုကိစ္စတွေကြောင့်လူတွေကိုယုံကြည်ဖို့ခက်ခဲလာတာဖြစ်ပါတယ်ဒီလိုဖြစ်တာတဘာဝကြရလားဘလို့ဖြေရှင်းသင့်ပါသလဲမယူသားတဲ့သူတွေကိုနောက်မဆက်ဆံပဲအပိတိုင်ကင်းပြစ်လို့ရပါသလားခင်ဗျာကို့မှာသူတို့တွေအကြောင်းတွေးနေရတာကိုကသူတို့ကိုထမ်းထားရတယ်လို့ပဲကိုစိတ်ဟာကောင်းကင်ကြီးလိုပဲနှလုံးသွင်းထားပါကိုရဲ့ကောင်းကင်ကြီးမှာဝင်လာတဲ့သူတွေလည်းဝင်လာအောင်ပါထွက်သွားတဲ့သူတွေလည်းထွက်သွားအောင်ပါဘသူအတွက်နဲ့မှစိတ်ဆင်းရဲမခံပါဘူးဘသူ့ကိုမှနှောင်ဖွဲ့မထားဘူးကိုပေးနိုင်တဲ့မေတ္တာတွေကိုပေးလိုက်မယ်တတ်နိုင်တဲ့အကူအညီတွေကိုပေးလိုက်မယ်ဘာမှပြန်ပြီးတော့မမျှော်လင့်ဘူးဆက်ပြီးတော့လက်တွဲလို့အဆင်မပြေဘူးဆိုလဲအသာလေးလက်တွဲဖြုတ်လိုက်မယ်ဒီအတွက်နဲ့ကိုလည်းအပြစ်မတင်ဘူးဘယ်သူကိုမှလည်းအပြစ်မတင်ဘူးကိုမှားတာလည်းရှိမယ်သူမှားတာလည်းရှိမယ်သူမှားတာဖြစ်ဖြစ်ကိုမှားတာဖြစ်ဖြစ်အမားတွေကသင်ခန်းစာတွေကြီးပဲကို83အောင်မဲ့ခရီးရလည်းအရှိကြီးမှာတချို့ကြံနေမယ်တချို့ကလည်းအတူပါလာမယ်ရှေ့မှာကိုရှေ့အရင်ရောက်နေကြတဲ့မိကောင်းစီကောင်းတွေလည်းတွေးဆုံရအောင်မယ်ရှင်းနေရအောင်မယ်ပညာတွေလည်းသင်ယူအောင်မယ်စိတ်မကောင်းစရာတွေတွေ့ပြီးစိတ်ထိခိုက်နေပြီးအချိန်မရှိပါဘူးကိုကကောင်းကင်ကြီးပါကိုရဲ့ကောင်းကင်ကြီးမှာဝင်လာတဲ့သူတွေလည်းဝင်လာအောင်ပါထွက်သွားတဲ့သူတွေလည်းထွက်သွားအောင်ပါပဲ Relationship 2အမကြီးအချိန်ရမှစပြန်ပါတော့မစင်စားတတ်တော့လို့ပါတစ်ခါတလေလူမှုရေးတွေအရာအပြင်သွားရတာတွေဘာသာရေးနဲ့သွားရတာတွေရှိပါတယ်ရှောင်လွဲလို့လည်းမရလို့ပါအဲ့ဒီခါတွေ့ရတဲ့မိအောင်ဆွေအောင်တွေကကိုကအရင်ကအတိုင်းပဲထင်ပြီးတော့ပြောဆိုကြတာရှိတယ်
ကိုကတော့ကိုယ့်ကိုအရင်ကလိုမဟုတ်မှန်းသိနေပေမဲ့သူတို့ကိုလည်းသိပြီးတော့ပြောမနေချင်းပြောပြလဲတချို့ကလက်မခံပါဘူးပြုံးပြီးတော့ပဲနေလဲရတယ်တတိနဲ့နေတဲ့တော့စိတ်တည်တည်ငြိမ်လေးတော့ရပါတယ်နောက်မလွဲမရှောင်တာဒီလိုပွဲတွေကြုံလာရင်ဘယ်လိုမျိုး balance ဖြစ်အောင်နေရမလဲနေကောင်းပါမလဲခက်တီတီနေပြန်ရင်လည်း social လောကနဲ့တိတ်ပြီးတော့အဝင်ဝင်စားဖြစ်ပါမလားဆိုပြီးတော့စဉ်းစားမိတယ်ဒီခေတ်မှာကတော်တော်များများတခုခုဆိုဝိုင်းပြီးတော့စနောက်ချင်တာပါတခါတလေကာရာအိုကေမဆိုချင်ပေမဲ့ဆိုလိုက်ရတာတွေလည်းရှိတယ်ဒါမျိုးတွေနောက်မဖြစ်ချင်ဘူးဆိုတော့ခက်ပြက်ပြက်နဲ့ညှင်းထုတ်ပစ်လိုက်ရင်ရောကောင်းပါမလားကြည့်ဘူးတဲ့ရုပ်ရှင်တွေကဇက်လိုက်ကြီးတေကန်ကြီးပြောတဲ့စကားကိုသတိရမိတယ်သူကပြောတယ် I never tried တဲ့သူပြောတာကသူ့ဘဝကိုသူရွေးချယ်တာမလို့ဘူးတဲ့အချင်းနေအရာကြီးပဲလောက်ခဲ့တာလို့ပြောတယ်တေကန်ကြီး I never tried လို့ပြောပြီးတေးရမှာကြောက်တယ်ဘာပဲလို့ကိုပြန်ကြည့်တယ်နဲ့အခုငါလုံနေတာငါဘဝကိုငါရွေးချယ်တယ်ဆိုတဲ့သဘောရောဖြစ်ရလားဘာကိုလိုချင်လို့ဒါကိုလုပ်တာလဲဆိုရပြီးတော့ပြန်မေးတင်တယ်တကယ်ချင်းကအပေါင်းဖော်ကောင်းနေဆိုတာလိုတာပေါ့အတိုင်းဝိုင်းကောင်းနဲ့ကောင်းမွန်တဲ့ဆက်ဆံရေးတွေလောက်တတ်ဖို့ကလည်းအရေးကြီးပါတယ်စိတ်ဓာတ်ရောအသိဉာဏ်ရောလောက်ရည်ကိုင်ရောအများကြီးအစင်းမြင့်တဲ့သူတွေကိုကြိုးစားရှာဖွေပြီးတော့ရိုးတသားရင်းနေခင်မင်ဆက်ဆံတတ်ဖို့ကပိုးတောင်အရေးကြီးသေးတယ်လူတွေခြားထဲမှာနေရဆိုတော့လေအဆင်ပြေအောင်နေရတတ်တယ်နော်အဆင်ပြေချင်တာနဲ့ပဲလိုက်လဲရောလုံရင်းနဲ့ကို့မှာပြပြတဲ့ character တွေ personality တွေမပေါ်တော့ဘူးဖြစ်တတ်တယ်အဆင်မပြေမှာဆိုတာတခုကြောင့်ရေးလိုက်ငားလိုက်နေပါများရင် character မပြပြတော့ဘူးပြပြတဲ့ character တစ်ခုကိုတိဆောက်ဖို့ကိုဘဝကိုပုံစံနဲ့ကိုနေဖို့ရည်ရွယ်ထားတဲ့သူတွေဟာအမတန်ပြတ်သားကြရတာကိုတွေ့တယ်ကိုယ့်ရဲ့ character personality တွေကတကယ် strong ဖြစ်နေအဲ့ဒီစွမ်းငင်အားတွေကိုဘယ်သူမှမလွန်ဆန်နိုင်ပါဘူးကိုနဲ့အပေါင်းအသင်းဖြစ်ဖို့သူတို့ကစူးစမ်းကြရမှာကိုနဲ့ကြပေါင်းရင်စိတ်ထားလဲကောင်းဆက်ဆံရေးလဲကောင်းပျော်လဲနေတဲ့တတိနဲ့လဲနေတဲ့တည်ငြိမ်အေးချမ်းလေးနေတတ်တာကိုတည်သွားကြမှာပါတည်သွားလို့ဒီလိုလူတွေမခင်ချင်ပါဘူးဆိုရင်လေသူ့သဘောပဲလေသူတက်အစင်းမြင့်တဲ့သူတွေရောက်လာလိမ့်မယ်နောက်ဆုံးမှာတော့ကိုဘဝကိုမှုနဲ့အတိုင်းနေရမှာပါနော်ပြောင်းလဲသွားနေတဲ့ဘဝတင်ညာကပြောတဲ့အတိုင်းပဲလိုက်နာနေရမှာပါဒီလမ်းအပြင်တခြားရွေးစရာလည်းမရှိပါဘူးကိုတင်ညာပြောတာကိုနားထောင်ဖို့အဲ့တော့ပေါ့တန်သဘောထားလို့မရပါဘူးတကယ်အစင်းမြင့်ပြပြနဲ့ character personality ကိုရချင်ရင်ကိုယ့်ရဲ့အတွင်းထဲကကိုတင်ညာကပြောတာကိုနားထောင်တတ်ဖို့လိုတယ်ကိုယ့်ရဲ့တင်ညာကစိုးတင်ကြီးပြောမှာတော့မဟုတ်ဘူးအင်မတန်မှတိမ်မွေ့လေးပြောလိမ့်မယ်သူပြောတာကိုနားထောင်ရင်သူကပိုပြောတယ်သူပြောတာကိုဂရုမစိုက်အလေးမထားရင်နောက်မပြောတော့ဘူးသူပြောတဲ့အတိုင်းနေရင်တော့ဘဝတစ်ခုလုံးကအင်မတန်လှပပြီးတော့အချိုးစားလဲကျနာပြီးတော့ပြည်ပြင်းတဲ့ပုံပေါ်လာတယ်ကိုမလတ်ရောနိုင်တာရှိလာလို့ညင်မို့လိုတဲ့အခါမှာလဲတိမ်မွေ့နဲ့ညင်ပါလေးဆဆနဲ့ညင်ပါကိုပြတသားရွေးချယ်ပါကိုယ့်ရဲ့ကိုယ်သွေးကိုပြီးပြင်းအောင်တိဆောက်ပါကိုယ့်ရဲ့အချင်းစရိုက်ကိုခိုင်မာတောင့်တင်းအောင်လုပ်ပါကိုယ့်ရဲ့ character တကယ် strong ဖြစ်လို့ရှိရင်ကိုယ့်ရဲ့ personality ကတကယ်ချစ်ဖို့ကောင်းနေအဲ့ဒီဆွဲငင်အားကိုဘယ်သူမှမလွန်ဆန်နိုင်ပါဘူးကိုနဲ့အပေါင်းအသင်းဖြစ်ဖို့သူတို့ကပဲကြိုးစားကြရမှာနော်ဘလောက်ကြီးပဲဘာကြီးဖြစ်ချင်းပြက်သားနဲ့ရွေးချယ်လိုက်တာမဟုတ်ရင်တော့ပြည်ပြင်းတဲ့ပုံဘယ်အသက်အရွယ်ရောက်ပေါ်မှာမဟုတ်ပါဘူး relationship 3တခါတလေငယ်ရတဲ့သူတွေဖြစ်တော့ကိုယ့်ရဲ့အပြောဆိုတာလိုတော့အကြောင်းမလို့လူကောင်းတွေကကိုယ်မကောင်းတဲ့သူလို့မြင်သွားတာကိုချက်ချင်းပဲပြန်ဖြေရှင်းဖို့လိုပါတလားမလိုပါဘူးလူဆိုတာကပြောမဆိုမှဖြစ်တတ်ပါတယ်အဲ့ဒါကတော့တူကိုဖြစ်နေကြတာပါပဲသူမို့လို့မားတယ်ငါမို့လို့မမာဘူးလို့ထင်နေရင်အဲ့ဒါညံနေရပါပဲလူကောင်းတွေကသူတို့လူကောင်းဖြစ်တယ်တကယ်မှန်တယ်ဆိုလို့ရှိရင်သူတစ်ပါးကိုလွယ်နဲ့နာမည်ဆိုးမတက်ကြပါဘူးလွယ်နဲ့အပြစ်မရှာတတ်ကြပါဘူးအကဲခတ်တတ်ကြပါတယ်လူကောင်းတော့လူကောင်းပဲဒါပေမဲ့ညံသိမ့်မရှိတဲ့လူကောင်းတွေလည်းရှိတယ်ဆိုတာကိုသတိထားပါဦးမယ်ညံလဲကြီးစိတ်ထားလဲကြီးတဲ့လူကောင်းဖြစ်ရင်တော့သူပြောတာတွေကိုလေးစားဖို့လိုပါတယ်လွယ်နဲ့ကောက်ချက်ဆွဲတတ်တဲ့သူအပြစ်ရှာတတ်တဲ့သူအထင်မြင်သွေးလွယ်တဲ့လူတွေဖြစ်နေရင်သူနဲ့တော့မရင်းနှီးတာအကောင်းဆုံးပါပဲသူကလူကောင်းပါလို့ဆိုနိုင်ရင်တောင်မှသူကဝေးနေတာအကောင်းဆုံးပါပဲဘာလို့လဲဆိုတော့အပြစ်ရှာတတ်တဲ့သူကသူ့နာရဲစွာဖျားရောက်လာရင်တောင်မှကြာရင်သူကအပြစ်ရှာရမှာပါသူစိတ်ကောင်းဝင်နေတော့ခဏချင်းကောင်းနိုင်ပြီးတော့စိတ်ကောင်းဝင်တဲ့နေ့ကိုသေးချာပေါက်စိတ်ဆင်းရဲအောင်လုပ်မှာပါတိမ်ငယ်အောင်လုပ်မှာပါအပြစ်ရှိတဲ့သူလို့ခံစားတော့အောင်ပြောနေလုပ်နေမှာသူလိုလူကလည်းစိတ်ကောင်းဝင်တဲ့ချိန်ကခက်ရှားဖြစ်နေမှာများပါတယ်အဲ့ဒါလို့ဆိုရင်တော့ကို့မှာပေါင်းသိစရာလူမရှိတော့ဘူးဆိုရင်လည်း
တယောက်တည်းနေအဲ့ဒါစိတ်ချမ်းသာရတယ် relationship 4တတိကိုဘဝထဲမှာလေ့ကျင့်တာကြာလာတဲ့အခါကိုကအရင်ကားနဲ့မတူတော့တာတွေကိုသတိထားမိတယ်လူတွေနဲ့စကားပြောတဲ့အခါမှာလည်းအပြစ်ကင်းအကျိုးရှိတာနေပါလာတယ်ကိုကသိနေလို့မလို့အလိုက်သိနေပေမဲ့သိပြီးဝင်ပြောတဲ့အခါလဲတီးတန့်နေလိုမျိုးသဘောထားခံလိုက်ရတာပါပဲသိနေတာလေးကဘဝမှာအကောင်းဆုံးနေနည်းဖြစ်တယ်ဆိုတာကိုလက်ခံပါတယ်သို့တော့ဘဝကြီးပွားတိုးတက်တဲ့အတွက်မိတ်ဆွေကောင်းတွေလိုမယ်ထင်ပါတယ်ထပ်တာပတ်ဝန်းကျင်ကကိုယ့်ကိုတကယ်ကူညီပေးနိုင်တဲ့လူတွေနဲ့ကိုယ့်ရဲ့မူကျင့်တွေကကွာခြားနေတာကိုမလုံနိုင်တာဥပမာဘေးရတောက်တာခဏခဏအပြင်သွားတာဖြစ်လာတော့ဂျာတော့အားလုံးကကိုယ်နဲ့ဆန့်ကျင်ဘက်လိုဖြစ်လာတယ်ဒါသိနေတဲ့အလေးချင်းလေးကြောင့်မလို့ကိုမလေးစားနိုင်တော့မဲ့အလုပ်တွေကိုမလုပ်ဖြစ်တာလည်းများပါတယ်သူကပတ်ဝန်းကျင်နဲ့လည်းကင်းကွာနေလို့လည်းမရပြန်ဘူးအဲ့ဒီဖြစ်ရက်ကိုဘလို့ဖြေရှင်းရင်ကောင်းမလဲအမလူတွေကရေရှည်မှာသူတို့ဘလို့လူကိုလေးစားတယ်လဲဘလို့လူနဲ့ခင်မင်ရင်းနှီးခြင်းလဲဘလို့လူနာမှနေခြင်းလဲလို့လေ့လာကြည့်တော့စိတ်တည်ငြိမ်တဲ့သူစိတ်အားငယ်မနေတဲ့သူတယောက်တည်းလဲစိတ်ချမ်းသာနေတဲ့သူစီကန်းတဲ့နေတဲ့ပြောတတ်တဲ့သူတွေကိုပိုလေးစားတယ်ပိုချစ်တယ်အဲ့လိုလူတွေနားမှာနေခြင်းတယ်လို့လေ့လာတွေ့ရှိရတယ်တဲ့အဲ့ဒီချစ်ခင်မှုထက်ပိုရေးပါတာလည်းရှိသေးတယ်အဲ့ဒါကိုမြင်ရတဲ့အမြင်မှာတယောက်တည်းဖြစ်သွားတဲ့အချိန်မှာကိုဘယ်လိုမြင်လဲအဲ့ဒါခံစားတတ်ဖို့ကတိတ်အရေးကြီးတယ်သူတို့ဘီယာတောက်ရင်လိုက်တောက်သူတို့အပြင်ခဏသွားရင်လိုက်သွားအဲ့လိုနေမှသူတို့ခင်မင်မှုရမယ်ဆိုရင်အဲ့ဒီလိုတွေလုံနေတဲ့ကိုဘယ်လိုမြင်မလဲကိုကအာရုံပြုလိုက်ရင်ကိုပြန်ခံစားရတဲ့ခံစားမှုကိုခံစားတတ်ဖို့ကလည်းအရေးကြီးပါတယ်နော်စိတ်ကလေးကမြင့်နေလားနှိမ့်နေလားအေးနေလားပူနေလားနှောက်ကြည့်နေလားကြည်လင်နေလားအဲ့ဒါခံစားတတ်ဖို့တိတ်အရေးကြီးတယ် mood လို့ခေါ်တဲ့စိတ်ထဲမှာကိုခံစားရတဲ့ခံစားမှုကအစင်းမြင့်ရင်အဲ့ဒီအစင်းမြင့်တဲ့ခံစားမှုကြောင့်အစင်းမြင့်တဲ့အသိဉာဏ်တွေအစင်းမြင့်တဲ့လွတ်လပ်အေးချမ်းမှုတွေသိနိုင်နားလည်နိုင်ခံစားနိုင်ရအောင်လုပ်နိုင်တဲ့သူတွေဖြစ်လာတယ်အဲ့ဒီ mood အောက်တန်းကျနေရင်တော့အဲ့ဒီအောက်တန်းကျနေတဲ့ခံစားမှုကြောင့်ပဲစိတ်မကြည်မလင်အုံနောက်တွေလည်းမပြောမရှင်းအစင်းနေတဲ့အတွေ့တရားအစင်းနေတဲ့စိတ်ထားတွေနဲ့ပဲနေ့စဉ်နေသွားကြရတယ်အဲ့ဒါလိုလူဟာအစင်းမြင့်တဲ့အသိဉာဏ်တွေအစင်းမြင့်တဲ့လွတ်လပ်အေးချမ်းမှုတွေသိနိုင်နားလည်နိုင်ခံစားနိုင်တဲ့သူဖြစ်လာမှာမဟုတ်ဘူးရအောင်လဲလုပ်နိုင်တဲ့သူလည်းမဖြစ်တော့ဘူးနောက်တစ်ချက်ကိုဘဝကိုမူနဲ့ကိုနေတဲ့သူကိုစည်းကိုကန်းနဲ့ကိုနေတဲ့သူတတိနဲ့နေတဲ့သူသူ့ဘာသူပျော်နေတဲ့သူကအင်မတန်အသက်ဝင်ပါတယ်သူကအသက်ဝင်တာပဲဆိုတာကိုဘေးကလူတွေကပါမြင်နေရပါတယ်နော်သူကတစ်ဖက်ကပြောတာကိုတကယ်နားထောင်တယ်သူတကယ်ကြားတယ်ပြောတင်တာကိုပြောတယ်မပြောတင်တာဆိုမပြောဘူးလူတာပဲပြောတယ်မလူတာကိုမပြောဘူးသူမပြောရင်မပြောချင်လို့ပဲသူပြောရင်တော့သူပြောကြရှိလို့ပြောတာပဲသူစိတ်က strong ဖြစ်တယ်လူတွေကိုအလိုလိုက်ပြီးတော့မဆက်ဆံဘူးဒါပေမဲ့စိတ်ချမ်းသာမှုပေးပြီးတော့ဆက်ဆံတတ်တယ်ဆိုတာပေါင်းတာကြားလိုက်ရင်သိပါတယ်ပြောစရာရင်တော့လိုက်နေတဲ့သူတွေတောင်မှတကယ်အရေးကြုံရင်သူတို့ပေါင်းချင်တာပြောစရာလိုက်ရှာနေဖို့မလိုတဲ့တကယ်စိတ်ချမ်းသာတဲ့သူကိုပဲရှာပေါင်းချင်တော့ပါသူတို့လှုပ်တာလိုက်မလှုပ်နိုင်တာနဲ့ငါတော့ပတ်ဝန်းကျင်နဲ့ကင်းကွာပြီငါတော့တီးတန့်ကြီးဖြစ်နေပါပြီအားလုံးနဲ့စမ်းကြင်ပါကြီးဖြစ်နေပြီလို့ဒီလိုမတွေးပါနဲ့အဓိကငါတကယ်အသက်ဝင်တဲ့သူဟုတ်ရဲ့လားဆိုတာကိုမေးကြည့်ပါကိုဘွားနဲ့ကိုမူကိုစည်းကမ်းနဲ့ကိုနေရပြီးတော့တကယ်ပျော်နေတဲ့သူတကယ်အသက်ဝင်တဲ့သူတကယ် strong ဖြစ်တဲ့သူသူတစ်ပါးကိုလည်းစိတ်ချမ်းသာမှုပေးပြီးတော့ဆက်ဆံတတ်သူရဲ့အနာကိုမနေချင်တဲ့သူဘယ်သူရှိမလဲသူ့လိုလူကိုမပေါင်းချင်တဲ့သူရောဘယ်သူရှိမလဲ relationship 5မထက်ရီအတိတ်ရဲ့အရေးထဲမှာပိတ်မိနေတဲ့ပြီးတော့အသက်ရှင်ဖို့မောပန်းနေတဲ့သူကိုပြန်လဲရှင်တန်ဖို့အဖော်မွန်ကောင်းတယောက်အနေနဲ့ဘလို့ကူညီပေးလို့ရပါတယ်လဲကိုတတ်နိုင်သလိုကူညီပေးရင်အဆင်မပြေပါလားလို့ကိုယ်တိုင်ကဒေါသထွက်လာတာကိုသိနေတော့တခုခုလိုနေပြီဆိုတာကိုသိလဲရလို့မလို့အကူညီပေးတယ်ဆိုတာအကူညီယူတဲ့သူကသူယူရမဲ့သူ့တာဝန်ဆိုတာလည်းရှိသေးတယ်သူလုပ်ရမှာကိုသူမလုပ်ရင်ကိုကဘာမှမတတ်နိုင်ပါဘူးနော်အတ္တပါနေရင်လည်းဘယ်ကိစ္စပဲဖြစ်ဖြစ်အကောင်းဆုံးရလက်မရနိုင်ပါဘူးကိုကအတ္တနဲ့ကူညီနေရင်ကိုအတ္တကိုတစ်ဖက်အတ္တကခံစားလို့ရတယ်သိတော့သူ့အတ္တနဲ့ကိုအတ္တထိတိုက်တွေ့တယ် unconsciously သူ့အတ္တကအကူညီပေးတာအရာမရောက်ရင် resist လုပ်တယ်အရာရောက်တယ်လို့ဖြစ်ရရင်အတ္တရဲ့သဘောကသူ့ကိုလာထိတတ်တယ်လို့မြင်တာကိုအဲ့တော့မပြောင်းလဲခြင်းဘူးဒါဟာ unconsciously သူ့အတ္တက resist လုပ်တာနော်သူတောင်သိလိုက်မှာမဟုတ်ဘူးဒါကြောင့်သူဘာမှနေလဲဆိုတာကိုမစင်စားဘဲနဲ့ငါဘက်ကသဘောထားဘာမှနေလဲဆိုတာကိုတည်တည်စားမြင်အောင်သိအောင်လုပ်ဖို့အရေးကြီးပါတယ်လူတွေဆိုတာငါကူညီပေးလိုက်တာထိရောက်တယ်လို့ဆိုတာပဲလိုချင်တာလေဒါကတဘာဝပါပဲ
တူကိုအကူအညီတစ်ခုပေးလိုက်ပြီးရင်အဆင်ပြေသွားပြီဆိုတာလေးပဲပြန်လို့ချင်းတယ်ငါလှုပ်ပေးလိုက်တာသူအဆင်ပြေသွားတယ်ကိုကတော့ကူညီနေပါရဲ့သူကအဆင်မပြေလာဘူးတိုးတက်မလာဘူးဆိုရင်ကိုကူညီယူနေတဲ့သူကိုဒေါ်လာထွက်လာတယ်စိတ်ဆိုးလာတယ်စိတ်ပြက်လာကြာရင်မုန်းလာမယ်အထင်သေးလာတယ်တခါတလေရဲဆက်ကိုပြောပြချင်တာငါတလောက်လှုပ်ပေးနေရတာနင်မတိုးတက်တာနင်ညံ့လို့နင်ဖြင်းလို့နင်အသုံးမကျလို့နင်းကွာကောင်းတဲ့မထိုက်တန်လို့နင်ဒီလိုဖြစ်နေရတာနင်ဘယ်တော့မှကောင်းဖြစ်လာမှာမဟုတ်ဘူးနင်နဲ့တန်တာအဲ့ဒါပဲစသဖြင့်စိတ်ကုန်တဲ့စိတ်တွေဖြစ်လာမယ်ဘာလို့ဒီလိုဖြစ်တာလဲငါသူ့ကိုစိတ်စေနာထားနေရမှာမဟုတ်ဘူးလားငါသူ့ကိုကောင်းနေစေချင်တာပဲမဟုတ်ဘူးလားငါသူ့ကိုတိုးတက်စေချင်တာပဲမဟုတ်ဘူးလားဟုတ်တယ်အဲဒါဆိုငါဘက်ကဘာမှနေလို့လဲပထမဆုံးအမြဲအားငယ်နေတဲ့ကိုအတ္တကိုမြင်အောင်ကြည့်ဖို့လိုတတ်တယ်အတ္တကသူအားကြီးရဲ့လို့ထင်ရအောင်လုပ်ချင်တယ်အဲ့ဒါပဲ तू ကလိုချင်နေတယ်ဒါတော့သူတစ်ပါးကိုအကူအညီပေးတယ်ပြီးရင် तू အဆင်ပြေသွားလားကြည့်မယ်အဆင်ပြေတယ်ဆိုရင်ကြည့်ငါလုပ်ပေးလိုက်လို့ तू အဆင်ပြေသွားတာငါလုပ်လိုက်တာငါကြောင့်အတ္တက powerless ဖြစ်နေတော့ power ကိုအမြဲတမ်းလိုက်ရှာနေတယ်တတိထားမှာငါအတ္တနဲ့အကူအညီပေးနေတာလားသူ့ကိုအကူအညီပေးနေရမှာငါအတ္တကိုကျင့်တတ်မှုရအောင်လုပ်နေတာများဖြစ်နေလားငါဘာပြန်လို့ချင်နေရလဲငါဘာပြန်ရနေရလဲဆိုတာကိုမေးကြည့်ပါမဟုတ်ပါဘူးသူအဆင်ပြေသွားဖို့ပါသူစိတ်ချမ်းသာသွားဖို့ပါငါဘာမှလိုချင်လို့မဟုတ်ပါဘူးလို့အဖြေထွက်ရင်တောင်အတ္တကိုမြင်အောင်တက်ကြည့်လိုက်ပါဦးအတ္တမျက်နှာဖုံးကိုဆွဲခွာပြီးတော့ဆေးကြည့်လိုက်ပါဦးအတ္တဟာပရိယေတိတ်ပြီးတော့များတယ်မျက်နှာဖုံးမျိုးဆွတ်ပြီးတော့လာရနော်သူအကြောင်းမသိရင်ခံရဖို့ကတေးကြပါတယ်ဒါလို့ပြောတာအပြစ်တင်နေရမဟုတ်ပါဘူးနော်လူတိုင်းမှာဖြစ်တတ်တဲ့သဘာဝပါပဲကိုလည်းဖြစ်တယ်သူလည်းဖြစ်တယ်သူမှဖြစ်တဲ့အတ္တကိုမှဖြစ်တဲ့အတ္တအတူတူပါပဲအတ္တတွေကိုမြင်အောင်ကြည့်ဖို့လိုပါမယ်ကိုအတ္တကိုမမြင်လို့ပဲကဲတင်ရှင်ကြီးတွေကအာနာရှင်ကြီးတွေဖြစ်သွားကြတယ်နော်လူအသက်ပေါင်းများစွာဘဝပေါင်းများစွာကိုနင်းချေဖျက်ဆီးပြဖို့လုံးဝကိုဝင်မလေးရှားတော့ပါဘူးအတ္တအကူအညီပေးသူရဲ့မျက်နှာဖုံးကိုဆွတ်ပြီးတော့လာတတ်လို့ငါကူညီလိုက်လို့သူစင်ပြေသွားမယ်ဆိုတဲ့စိတ်ကိုတော့တတိထားပါအဲ့ဒါကတော့ကိုအတ္တရဲ့နယ်မြေချဲ့ထွင်မှုတစ်ခုပါပဲဟုတ်ကဲ့နောက်ရက်တွေမှာနောက်ထပ် relationship အပိုင်းလေးတွေနဲ့ပြန်ပြီးတော့လာပါမယ်ဗျအချိန်ပေးပြီးတော့နားဆင်ကျေးဇူးပေးခဲ့ကြတဲ့ကလစ်ကာများအားလုံးကိုကျေးဇူးအများကြီးပဲတင်ပါတယ်ခင်ဗျာကျွန်တော်ဖတ်ခဲ့တဲ့အထက်မှာအတန်ထက်သွားတာလေးတွေအမှားယွင်းတွေများပါခဲ့လို့ရှိရင်ကျွန်တော်ရဲ့လိုအပ်ချက်ပဲဖြစ်တာကြောင့်မလို့ဒီကံခွင့်လွှတ်ပေးပါခင်ဗျကျွန်တော်ရဲ့ဒီတင်ဆက်မှုလေးနဲ့ပတ်သက်ပြီးတော့လဲကလစ်ကာတို့ရဲ့အမြင်ကိုcomment မှာပြန်လည်ပြီးတော့မျှဝေပေးခဲ့ပါအောင်ခင်ဗျာကလစ်ပန်ပြောသူတော်လန်ကလစ်ကာများအားလုံးပဲတဘာဝဘေးအနေနဲ့စစ်အာဏာရှင်ရဲ့ဝေဟင်အနေနဲ့နေပြီးတော့ကျင်းဝေးနိုင်ပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်ခင်ဗျကျွန်တော်ကတော့ Excel ပါ Excel ဆိုရင် clever emoji လေးနဲ့တွဲပြီးတော့တည်ထားပေးပါခင်ဗျဟုတ်ကဲ့တော်လန်နေစေနေ့ရက်များပါခင်ဗျ